မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်တို့ကိုကပေါ့ခင်ဗျာအင်တာနက်တစ်လစမှတ်ထားတယ်ပေါ့ခင်ဗျာကိုစမှတ်ထားတာ unlimited ပေါ့ခင်ဗျာအကန့်အသတ်မဲ့မဟုတ်တဲ့အတွက်တစ်လမပြည့်ခင်မှာကုန်သွားတယ်ပေါ့ခင်ဗျာဥပမာ15ရက်နဲ့ကုန်သွားတယ်အရက်20နဲ့ကုန်သွားတယ်ပေါ့ခင်ဗျာအဲ့လိုတစ်လမပြည့်ခင်မှာပေါ့ခင်ဗျာကုန်သွားတာမဖြစ်ရလေအောင်ပေါ့ခင်ဗျာအခုနင်းလေးနဲ့လှုပ်ရှားကြည့်ပါခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ပေါ့ခင်ဗျာကျွန်တော်ဒီမှာပေါ့ခင်ဗျာဖုန်း setting နဲ့ကိုတွားလိုက်ပါမယ်ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ဒီဖုန်း setting နဲ့ကိုတွားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာmobile network ပေါ့ခင်ဗျာဒီမှာ mobile network ဆိုတဲ့ဟိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာmobile network ဆိုတဲ့ဟိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ data usage ပေါ့ခင်ဗျာ data usage ဆိုတဲ့ဟိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာdata usage ဆိုတဲ့ဟိုတစ်ချက်ထပ်ပြီးတော့နှိပ်ဝင်လိုက်ပါမယ်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာdata saving ပေါ့ခင်ဗျာ data saving ဆိုတဲ့ဟိုတစ်ချက်ထပ်ပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာdata saving ဆိုတဲ့ဟိုတစ်ချက်ထပ်ပြီးတော့ဝင်လိုက်ပါမယ်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာဒီ data saving ခလုတ်ကလေးပေါ့ခင်ဗျာဒီခလုတ်ကလေးပိတ်နေရင်ဖွင့်ပေးလိုက်ပါခင်ဗျာကျွန်တော်တို့ဒီခလုတ်ကလေးပိတ်နေရင်ဖွင့်ပေးလိုက်ပါမယ်အဲဒီမှာ turn on ပေါ့ခင်ဗျာturn on ဒီကောင်လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ရပါပြီခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့နောက်မှာပေါ့ခင်ဗျာbackground မှာပေါ့ခင်ဗျာ internet ကိုစားနေတယ်သူက software တွေကိုပေါ့ခင်ဗျာinternet မစားအောင် data ကိုခြွေပြီးတော့ပိတ်ပေးထားမှာဖြစ်ပါတယ်ခင်ဗျာအခုကတော့ပေါ့ခင်ဗျာကျွန်တော်တို့ internet တစ်လ smart တွေကိုပေါ့ခင်ဗျာတစ်လအပြည့်ပေါ့ခင်ဗျာအသုံးပြုလို့ရအောင်လုပ်ထားနည်းလေးကိုပေါ့ခင်ဗျာကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ你到我买呀，我这把唱歌。